သက်အရွယ်တစ်ခုရလာတဲ့ချိန်ကျရင်ဘယ်လိုပုံစံမျိုးနဲ့နေသွားဖို့စိတ်ကူးရှိကြလဲရှင်။နန်းရဲ့စိတ်ကူးလေးကတော့အသက်အရွယ်တစ်ခုရလာတဲ့ချိန်မှာမြို့ပြနဲ့ဝေးပြီးတော့ခြံလေးတစ်ခြံမှာအိမ်တေးသေးလေးနဲ့ပေါ့နော်။အိမ်တေးသေးလေးတစ်လုံးဆောက်ပြီးတော့ကိုကြိုက်နေတတ်တဲ့တီးပင်စားပင်လေးတွေစိုက်မယ်ကိုကြိုက်နေတတ်တဲ့ပန်းပင်လေးတွေစိုက်မယ်လို့စိတ်ကူးအိမ်မက်လေးတစ်ခုရှိတယ်ပေါ့နော်။အခုနန်းပတ်နေတဲ့ခြံကဘယ်နေရာလဲလို့မေးရင်ဒါကနန်းတို့မြန်မာပြည်ကအိမ်ရဲ့ဘေးမှာစိုက်ထားတဲ့တီးပင်စားပင်လေးတွေပေါ့နော်။နန်းတို့ရဲ့မျိုးရိုးစင်ဆက်အဖိုးအဖွားခေတ်ကလေးကနန်းတို့ကလေယာတောင်ယာတွေလှုပ်တဲ့လူတွေပေါ့နော်။ဒါကြောင့်နန်းကမွေးရပါအပင်စားရတာဝါသနာပါတယ်။ဒါပေမဲ့နန်းတို့အဖိုးအဖွားတွေလိုလယ်တွေအများကြီးစိုက်ခြံတွေအများကြီးစိုက်ပြီးတော့အဲ့လိုမျိုးကြီးတော့လည်းမလုပ်ချင်ဘူးပေါ့နော်။နန်းလုပ်ချင်တာကနန်းရဲ့အိမ်ဘေးပတ်ပတ်လည်မှာကိုကြိုက်တဲ့တီးပင်စားပင်တွေလောက်စိုက်မယ်ပြီးတော့ကိုကြိုက်တဲ့ပန်းပင်လေးတွေစိုက်မယ်အဲ့လောက်ပဲပေါ့နော်။ဒီလိုပြောတာအဖွားကြားရင်တော့အဖွားကြီးမှတေးချတယ်။ရှေ့ခေတ်ကလူကြီးတွေကလေယာတွေဆိုလည်းအများကြီးစိုက်တယ်ခြံတွေဆိုလည်းအများကြီးစိုက်တယ်ပေါ့နော်။နန်းတို့ခါကျတော့ခုခေတ်လူငယ်ဆိုတော့အဲ့လောက်ထိအများကြီးလည်းမလုပ်ချင်ဘူးပေါ့နော်။ကိုရဲပတ်ပတ်လေအိမ်ဘေးပတ်ပတ်လေလေးလောက်ပဲစိုက်ချင်တယ်ပေါ့နော်။အသက်အရွယ်တစ်ခုရလာတဲ့ချိန်မှာဒီနိုင်ငံခြားမြို့ပြရဲ့ရုံးကန်လှုပ်ရှားမှုတွေလူနေထူထပ်ပြီးတော့စူညံတန်တွေရဲ့ဝေးရမှာအေးအေးလူလူဖြတ်တန်းချင်မိတဲ့စံသားလေးတစ်ခုပေါ့နော်။ကိုယ်တိုင်ဆိုင်လက်ဆက်ဆက်ကိုယ့်ရဲ့ခြံကိုယ့်ရဲ့ကိုယ်ပိုင်ခြံတွေကလက်ဆက်ပြီးဘေးဥပတ်ကင်းတဲ့အသီးနှံတွေကိုစားတောက်ရတဲ့အရာတာကဘာနဲ့မှမလဲနိုင်တဲ့ပီတိပေါ့နော်။မြေကြီးနဲ့ထိတွေ့ပြီးအပင်လေးတွေကိုပြုစုပြောထောင်ရတာဟာစိတ်ဖိစီးမှုတွေကိုအထီးရောက်ဆုံးရှော့ချပေးနိုင်တဲ့အရာတစ်ခုလို့နန်းထင်တယ်။ငယ်ရွယ်နေသေးတဲ့ချိန်မှာတော့နိုင်ငံခြားမှာအလုပ်လုပ်ပြီးတော့ပတ်စံစုရပါဦးမယ်။ဒါပေမဲ့အသက်အရွယ်တစ်ခုရလာတဲ့ချိန်ကျရင်ဒီလိုမျိုးအေးအေးချမ်းချမ်းနဲ့ဖြတ်တန်းချင်ပါတယ်။မိုးတွင်းဆိုရင်နန်းတို့အိမ်ဘေးကစိုက်ထားတဲ့တီးပင်စားပင်တွေကစားမကုန်ဘူးပေါ့နော်။တကြံစိုက်ထားရင်၄-၅အိမ်လောက်စားရပါတယ်။ဒီဗီဒီယိုကိုနန်းမြန်မာပြည်ကိုဒုတိယခေါက်ပြန်တဲ့ချိန်တုန်းကရိုက်ထားတာပေါ့နော်။6လပိုင်း2026တုန်းကထင်တယ်ရှင်။ဒီခြံထဲမှာစိုက်ထားတာကတော့ရောင်ဖူးပင်တွေရှိမယ်ပဲတီးပင်တွေရှိမယ်တခွားတီးပင်တွေရှိမယ်ဖယုံတီးပင်တွေရှိမယ်တစ်တီးဝလံမျိုးစုံပဲပေါ့နော်ဒီခြံထဲမှာရှိတဲ့အပင်တွေကိုနန်းရဲ့အဖွားနဲ့နန်းရဲ့အမေကစိုက်ထားတာပါရှင်နန်းရဲ့အဖွားနဲ့နန်းရဲ့အမေကလည်းတီးပင်စားပင်စိုက်တဲ့နေရာမှာတော်ကြတယ်